ကိုယ့်ရဲ့အားသာချက်ကိုရှာဖွေပါလူတိုင်းမှာတယောက်နဲ့တယောက်မတူညီတဲ့အားသာချက်တစ်ခုစီရှိတယ်ချို့လူတွေကစကားပြောကောင်းတယ်တချို့လူတွေကစိတ်ရှိတယ်ပြဿနာကကို့မှာအားသာချက်မရှိတာမဟုတ်ကို့အားသာချက်ကိုမသိသေးတာပဲငါ့ကိုတစ်ပင်တက်ခိုင်းရင်ငါညံ့တာမဟုတ်အဲ့ဒါနေရာမှားတာပဲလူတွေလည်းအဲ့လိုပဲကို့နေရာမှန်ကိုမတွေ့သေးရင်ကို့တန်ဖို့လည်းမမြင်ရသေးဘူးတခြားသူဘာကောင်းတယ်လဲဆိုတာထက်ကို့ဘာကောင်းတယ်လဲဆိုတာကိုအရင်ရှာကို့အားသာချက်ကိုသိတဲ့နေရာစပြီးလမ်းကြောင်းပြောင်းလာမယ်ယုံကြည်မှုတိုးလာမယ်အလုံးလုံးပုံလဲပိုတိကျလာမယ်အားသာချက်ကိုရှာပါအားသာချက်ကိုလေ့ကျင့်ပါအားသာချက်နဲ့အောင်မြင်ပါ